အားလုံးမင်္ဂလာပါဝိညာဉ်တဟာရအစီအစဉ်ကနေအားလုံးကိုပြန်လည်ကြိုဆိုပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီမိခွန်းလေးတစ်ခုနဲ့အစပြုချင်ပါတယ်ဖယားသခင်ကလူသားတွေကိုတကယ်ချစ်တဲ့ဆိုရင်ဘာဖြစ်လို့ငရဲကိုဖန်ဆင်းရတာလဲအဲ့ဒီမိခွန်းကိုကျွန်တော်ဒီမိခွန်းနဲ့ကျွန်တော်စတင်ချင်တာဖြစ်တယ်မိတ်ဆွေလဲစဉ်းစားဖို့မှာပါသူများတွေမိတဲ့မိခွန်းတွေလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်ဒါဆိုရင်တော့ဒီမိခွန်းရဲ့အဖြစ်ကိုမိတ်ဆွေအနေနဲ့စိတ်ဝင်စားတဲ့ပူတိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ရန်အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ်ဘုရားသခင်ကလူသားတွေကိုတကယ်ချစ်ပါတယ်ဘယ်လောက်ထိတောင်ချစ်တယ်လဲဆိုရင်တမန်ကျမ်းစာထဲမှာဒီလိုပြောထားပါတယ်ဘုရားသခင်ဤသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ရရှိခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်သောသားတော်ကိုစွန့်တော်မူသည့်တိုင်လောကီသားတို့ကိုချစ်တော်မူ၏လို့ပြောထားပါတယ်လူသားတွေကိုဘယ်လောက်ထိတောင်ချစ်လဲဆိုရင်တော့သူ့မှာရှိတဲ့သားတော်ကိုပြင်လင်းပြီးခဲ့တာပဲဖြစ်ပါတယ်ဒါဆိုရင်ဘုရားသခင်ကဘာဖြစ်လို့ငရဲကိုဖန်ဆင်းခဲ့တာလဲတကယ်တော့ဘုရားသခင်ကငရဲကိုဖန်ဆင်းခဲ့တာလူတွေကိုငရဲပူဖို့မဟုတ်ပါဘူးဘုရားသခင်ကိုပုံကန်နေတဲ့စာဒန်မာနတ်ကိုဒဏ်ခတ်ဖို့ရန်အတွက်ငရဲကိုဖန်ဆင်းရတာပဲဖြစ်ပါတယ်ဒါကြောင့်လူတွေကိုငရဲရောက်ဖို့ရန်အတွက်ဘုရားသခင်ကပြုလုပ်မဟုတ်ပါဘူးတောင်းကင်နိုင်ငံသွားဖို့ဘုရားသခင်ကိုလက်မခံကြလို့ပဲဖြစ်ပါတယ်ဘုရားသခင်ကလူတွေကိုချစ်တယ်တန်ဖိုးထားတယ်လေးစားတယ်ဒါကြောင့်လဲလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုပေးထားတာပဲဖြစ်ပါတယ်ချစ်စစ်အချစ်မှန်ဆိုတာကိုယ်စိတ်တိုင်းကြထုတ်ချယ်ထားခြင်းမဟုတ်ပါဘူးဘာသူရဲ့ဆန္ဒဘာသူရဲ့ဆုံးဖြတ်ချက်တွေကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးမှစစ်မှန်တဲ့ချစ်ချင်းလို့ခေါ်ပါတယ်လူပဲဘုရားသခင်ကရောလောကလူသားအလုံးကိုကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ပေးထားတာပဲဖြစ်ပါတယ်အကြောင်းဘုရားသခင်ကိုလက်ခံတော်သူတွေကကောင်းကင်နိုင်ငံတွားရပြီးတော့မယုံကြည်သောသူတွေကတော့ငရဲသွားရတာပဲဖြစ်ပါတယ်ဘုရားသခင်ကိုငင်းပယ်ပြီးတော့ငရဲသွားတဲ့သူတွေအတွက်ဘုရားသခင်ဝမ်းနည်းပြီးမဲ့ဘုရားသခင်ကသစ္စာနဲ့ပြည့်စုံသောဘုရားတရားမျှတမှုကိုလူလာတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ဒီလူတွေရဲ့ဆုံးဖြတ်ချက်တွေကိုခွင့်ပြုရတာပဲဖြစ်ပါတယ်အချောင်းဒီနေ့မှာမိတ်ဆွေလည်းပဲဒီတည်င်းကိုကြားနေရတယ်ဆိုတာကမိတ်ဆွေလည်းဘုရားသခင်အရန်ချစ်တဲ့အတွက်ကြောင့်တင်းအနီနဲ့ရွေးချယ်မှုမမာရလေအောင်တဖန်ပူစော်ရခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့တီးပြီးရင်တော့ရွေးချယ်လို့မရတော့ပါဘူး။ဒါကြောင့်ဒီနေ့ဟာမိတ်ဆွေရဲ့ကယ်တင်ရာနေ့ရက်ပဲဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့ငရဲမသွားခြင်းဘူး။ကောင်းကင်နိုင်ငံသွားခြင်းတဲ့ဆိုရင်တော့မိမိရဲ့ကြိုးစားအားထုတ်မှုနဲ့တော့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဒါကြောင့်ယေရှုခရစ်တော်ကအပြစ်သားတွေအားလုံးအပြစ်ကြွေးအတွက်လက်ဝါးကားတိုင်းပေါ်မှာအသေးခံခဲ့ပြီးတကြူချင်းကိုခံခဲ့တဲ့၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးတော့အပြစ်ကြွေးတွေအားလုံးအတွက်ဆက်ပြီးထားတာပဲဖြစ်ပါတယ်ဒီနေ့ပြင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံမယ်ဆိုရင်မိတ်ဆွေတည်ပြီးရင်ငရဲသွားစရာမလိုတော့ဘူးငရဲအကြောင်းပြောနေစရာတောင်မလိုတော့ပါဘူးငရဲကမိတ်ဆွေနဲ့ဘာမှမသက်ဆိုင်တော့ဘူးမူလကတည်းကဖယားသခင်ဖန်ဆင်းပြီးထားတဲ့ကောင်းကင်နိုင်ငံကိုတွားရောက်မှာပဲဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေအနေနဲ့ယေရှုခရစ်တော်ကိုမိမိအသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံခြင်းတဲ့ဆိုရင်တော့ကျွန်တော်နဲ့အတူဒီဆုတောင်းချက်လေးကိုလိုက်ဆိုပြီးတော့ဆုတောင်းစီချင်တာဖြစ်ပါတယ်ဆုတောင်းချရအောင်ကျွန်တော်နောက်ကနေလိုက်ဆိုပြီးပါယေရှုခရစ်တော်ဖျားကျွန်ုပ်သည်အပြစ်ရှိသောသူဖြစ်ပါ၏တည်ရင်ငရဲသွားမဲ့သူဖြစ်ပါတယ်တို့ပြီမဲ့လဲယေရှုခရစ်တော်သည်ကျွန်ုပ်အပြစ်အားလုံးအတွက်လက်ဝါးကားတဲ့ပေါ်မှာအပြစ်ကြွေးဆက်ခဲ့ပြီးဖြစ်သောကြောင့်ကိုတော်ကိုကျွန်ုပ်ယုံကြည်လက်ခံပါတယ်ကျွန်ုပ်ရဲ့နှလုံးသားထဲမှာဝင်ရောက်တရားယူတော်မူပါသခင်ယေရှုခရစ်တော်နာမ၌ဆုတောင်းဆက်ကပ်ပါ၏အာမင်မိတ်ဆွေအနေနဲ့
ဒီနေ့ကနေစပြီးမိတ်ဆွေရဲ့နာမည်ကကောင်းကင်နိုင်ငံမှာစရင်ဝင်ပြီးဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေကငရဲနဲ့မသက်ဆိုင်တော့ပါဘူးမိတ်ဆွေကကောင်းကင်နိုင်ငံသားဖယားသားဖြစ်သွားပါပြီမိတ်ဆွေကငရဲနဲ့မသက်ဆိုင်တော့သူဖြစ်ပါတယ်ဖယားသခင်ကတင့်ကိုလက်ဝါးကားတဲ့ပေါ်မှာအပြစ်ကြွေးတွေဆက်ပြီးတော့တင့်ကိုကယ်တင်နေပြီဖြစ်ပါတယ်အဲ့ဒီအရာကိုတင်လက်ခံပြီးပြီဆိုတော့တင်ဟာတီးပြီးသွားရင်ဘယ်လိုပဲတီးတင်ဟာကောင်းကင်နိုင်ငံနဲ့သက်ဆိုင်တော့သူဖယားရဲ့သားဖြစ်ပါတယ်ရောက်စီတိုင်းပေါ်မှာဖယားရှင်ကောင်းချီးပေးပါစေ